အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဗုဒ္ဓဟူးနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတီချာလေးကြည့်ပေးပါခင်ဗျာကျွန်တော်တို့အားလုံးရဲ့ဘဝမှာစ조사နေရင်နဲ့အရာရာအဆင်မပြေတော့ပဲလက်လျှော့ခြင်းစိတ်တွေပေါ်လာတဲ့အချိန်တွေရှိတတ်ကြပါတယ်ကိုယုံကြည်ထားတဲ့အိမ်မက်တွေကလက်တွေမှာအကွဲပျက်စီးသွားတဲ့အခါကိုအတုံးမကြတော့ဘူးလို့ခံစားရတဲ့အခါမျိုးပေါ့ဒီနေ့ကျွန်တော်ပြောပြချင်တဲ့ဇလံလေးကတော့အဲ့ဒီလိုအကွဲကျိုးပဲ့သွားတဲ့အပိုင်းအစတွေထဲမှာအလားတရားကိုဘလို့ရှာဖွေတွေ့ရှိခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်တခါတော့ကတောင်ကုန်းလေးတစ်ခုအောက်ကရွာငယ်လေးတစ်ရွာမှာမင်းထက်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူဟာရှင်စဲတွေကိုပုံသွင်းပြီးတော့လှပတဲ့ရေအိုးပန်းအိုးတွေခွက်တွေပြုလုပ်ရတာကိုသိတ်ကိုဝါသနာပါတဲ့အိုးထိန်တဲ့တယောက်ပေါ့သူရဲ့အလုပ်ယုံလေးကတော့မအောင်မြင်တဲ့စ조사မှုတွေနဲ့ပြည့်နှစ်နေပါတယ်တနေရာမှာပုံမကြဘဲဖြစ်သွားတဲ့အိုးတစ်လုံးနောက်ထပ်တနေရာမှာတော့အပူပေးလွန်လို့ကွဲ့သွားတဲ့ပန်းအိုးတစ်လုံးရွာကလူတွေကတော့သူ့ကိုအိမ်မက်သမားလို့ခေါ်ကြပေမဲ့သူ့ရဲ့လက်ရာကိုတော့ဘယ်သူမှအတိမတ်မပြုကြပါဘူးဒီနေ့မှာတော့မင်းထက်ဟာလာပေါင်းများစွာအချင်းယူထားတဲ့သူ့ရဲ့အကြီးဆုံးနဲ့အလားပါဆုံးဖြစ်ရမယ်လို့မျှော်လင့်ထားတဲ့ပန်းအိုကြီးကိုမီးဖုတ်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမီးဖို့တွေကပြန်ထုတ်လာတဲ့အခါမှာတော့ပန်းအိုကြီးရဲ့ကိုယ်ထဲမှာအဲကွဲချောင်းကြီးတစ်ခုဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်မင်းထက်ရဲ့မျောလင်းချက်တွေအလုံးကအဲ့ဒီအကွဲချောင်းနဲ့အတူပဲပြိုကျသွားခဲ့ပါတယ်သူဒေါသတကြီးနဲ့ပဲအဲ့ဒီပန်းအိုကိုမြေပေါ်ပေါက်ခွဲလိုက်ပြီးတော့သူ့ရဲ့အလုတ်ယုံလေးထဲမှာထိုင်ကိုနေမိတော့တယ်ငါဟာတကယ်ကိုအတုံးမချတဲ့သူပဲငါဘဝကလေဒီအကွဲသွားတဲ့အိုးတွေလိုပဲအစရှာမရတော့ဘူးလို့သူညင်းညူရင်းနဲ့လက်လျှော့ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရွာရဲ့အသက်ကြီးဆုံးအိုးထိန်တဲ့ကြီးဦးဘုံမြင့်ကတော့သူ့ရဲ့အလုံးယုံတွေကိုဖြည်းဖြည်းချင်းဝင်လာပါတယ်သူကကျမ်းပြင်ပေါ်မှာပြန်ကျဲနေတဲ့အိုးကဲစတွေကိုကြည့်ပြီးတော့ဘာမှမပြောဘဲနဲ့မင်းထက်ဘေးမှာဝင်ထိုင်လိုက်ပါတယ်ပြီးတော့အိုးကွဲစာလေးတစ်ခုကိုကောက်ကန်ရင်းနဲ့မင်းထက်ကိုပြောလိုက်ပါတယ်မင်းထက်မင်းကဒီအကွဲချောင်းကိုအမားတစ်ခုလို့မြင်နေတယ်ဒါပေမဲ့ငါမျက်စီထဲမှာတော့ဒါဟာဇလန်းတစ်ပုတ်ရဲ့အစာပဲမင်းထက်ကတော့မျက်ရည်တွေကြားထဲကနေပြီးတော့နားမလည်သလိုမော့ကြည့်လိုက်ပါတယ်ဦးဖုံမြင့်ကတော့ဆက်ပြီးတော့ပြောလိုက်ပါတယ်လောကကြီးမှာလုံးဝအုတ်တုံပြည့်စုံနေဆိုတာမရှိဘူးကွာအကွဲချောင်းတွေအမာရွတ်တွေဆိုတာရှုံးနေခြင်းရဲ့သင်္ကေတမဟုတ်ဘူးကြမ်းကြမ်းခံခဲ့ခြင်းရဲ့တက်တည်တွေပဲဒီအကွဲချောင်းကိုဖုံးကွယ်မဲ့အစားဘာလို့မိမောင်းထိုးပြတဲ့အလားတရားတစ်ခုအဖြစ်မပြောင်းလဲကြည့်ရတာလဲအဲ့ဒီစကားကတော့မင်းထက်ရဲ့ရင်ထဲကိုတက်တက်ဆိုက်ဝင်သွားသလိုပါပဲသူဟာချက်ချင်းဆိုသလိုပဲအတိတရားတစ်ခုကိုရလိုက်ပါတယ်သူဟာကျိုးပဲ့သွားတဲ့အပိုင်းအစတွေကိုပြန်ကောက်ပြီးတော့အဲ့ဒီညမှာပဲအလုပ်ပြန်စလုပ်ခဲ့ပါတယ်သူဟာအကွဲချောင်းတွေကိုဖုံးကွယ်ဖို့မကြိုးစားတော့ပါဘူးအဲ့ဒီအစားအကွဲချောင်းတွေတစ်လျှောက်မှာရွှေမုံလေးတွေနဲ့တစ်ဆေးကိုတုံးပြီးတော့တိမ်မွေးလှပစွာဆက်ဆက်လိုက်ပါတယ်ကျိုးပဲ့သွားတဲ့အပိုင်းအစတွေကိုတခြားအိုးတွေရဲ့ကိုယ်တွေပေါ်မှာပုံစံအသစ်တွေဖန်တီးခဲ့ပါတယ်မကြခင်မှာပဲမင်းထက်ရဲ့လက်ရာတွေဟာတမူထူးခြားစွာလှပနေကြောင်းလူတွေတတိထားမိလာကြပါတယ်သူဖန်တီးလိုက်တဲ့အိုးတိုင်းမှာသူ့ရဲ့ဇွဲလုံးလားနဲ့ကြာရှုံးမှုကနေသင်ငန်းစာယူတတ်တဲ့သူ့ရဲ့နှလုံးသားပုံရိပ်တွေထင်ဟပ်နေပါတယ်အရင်ကသူ့ကိုလောင်ပြောင်ခဲ့တဲ့ရွာသူရွာသားတွေဟာအခုတော့သူ့ရဲ့မပြေဆုံးခြင်းရဲ့အလားတရားကိုလာရောက်အားပေးကြရပါတယ်သူဟာအောင်မြင်တဲ့အိုးထိန်တဲ့တယောက်ဖြစ်လာရုံတည်းမကဘဲနဲ့လူအများအတွက်ခွန်အားပေးနိုင်တဲ့စံပြတယောက်ဖြစ်လာခဲ့ပါတယ်။တည့်ရဲ့ဘဝမှာအကွဲချောင်းတွေအမာရွတ်တွေရှိနေပါသလား။ဒါတွေကိုရှက်ရွံ့မနေပါနဲ့။ဒါတွေဟာတင်ဘလောက်တောင်ကြက်ကြန့်ခံပြီးတော့ရက်တီခဲ့လဲဆိုတဲ့သက်သေတွေပါ။တည့်ရဲ့ကျိုးပဲ့သွားတဲ့အပိုင်းအစတွေကိုလက်ခံလိုက်ပါ။ပြီးတော့အဲ့ဒီကနေပြီးတော့အလားတရားအသစ်တစ်ခုကိုဖန်တီးလိုက်ပါ။ဘဝရဲ့အလားပါဆုံးလက်ရာတွေဆိုတာအပြည့်အနာစာကင်းစင်ခြင်းကနေမွေးဖွားလာတာမဟုတ်ဘဲနဲ့ကျိုးပဲ့အကွဲခြင်းတွေကိုရဲရဲဝံ့ဝံ့ပြန်လဲဆက်ဆက်ခြင်းကနေပေါက်ဖွားလာတာဖြစ်တယ်ဆိုတာကိုအမြဲတမ်းသတိရနေပါဇလန်းလေးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ